ခင်ရှုခရစ်တော်နာမ၌အားလုံးပဲမင်္ဂလာပါယနေ့နားဆင်ခွန်အားယူရမယ့်နှုတ်ကပတ်တော်ကတော့ကပ္ပဦးကျမ်းအခန်းကြီး9ဖြစ်ပါတယ်ကပ္ပဦးကျမ်းအခန်းကြီး9အာဒံဤသားစဉ်မြေးဆက်စရင်ဟုမူကားလူကိုဖန်ဆင်းတော်မူသောကာလ၌မိမိပုံတရံနှင့်အညီဖျားသခင်ဖန်ဆင်းတော်မူ၏လူယောက်ျားလူမိန်းမကိုဖန်ဆင်း၍ကောင်းကြီးပေးတော်မူ၏ဖန်ဆင်းသောနေ့၌လည်းသူတို့ကိုအာဒံအမည်ဖြင့်မှဲ့တော်မူ၏အာဒံသည်အသက်130ရှိသောမိမိပုံတရံနှင့်တညီတရံဒီသားကိုမြင်ရ၍ရှေတအမည်ဖြင့်မှဲ့လေ၏ရှေတကိုဖွားမြင်သောနောက်အာဒံသည်အနှစ်800အသက်ရှင်၍သားသမီးများကိုမြင်လေ၏အာဒံသည်အသက်နှစ်ပေါင်း930ရှိသောသေလေ၏ရှေတသည်အသက်105နှစ်ရှိသောသားအေနုတ်ကိုမြင်လေ၏အေနုတ်ဖွားမြင်သောနောက်ရှေတသည်အနှစ်809နှစ်အသက်ရှင်၍သားသမီးများကိုမြင်လေ၏ရှေတသည်အသက်နှစ်ပေါင်း912နှစ်ရှိသောသေလေ၏အေနုတ်သည်အသက်90ရှိသောသားကာဣနန်ကိုမြင်လေ၏ကာဣနန်ဖွားမြင်သောနောက်အေနုတ်သည်အနှစ်815နှစ်အသက်ရှင်၍သားသမီးများကိုမြင်လေ၏အေနုတ်သည်အသက်နှစ်ပေါင်း905နှစ်ရှိသောသေလေ၏ကာဣနန်သည်အသက်80ရှိသောသားမဟာလေလကိုမြင်လေ၏မဟာလေလဖွားမြင်သောနောက်ကာဣနန်သည်အနှစ်840အသက်ရှင်၍သားသမီးများကိုမြင်လေ၏ကာဣနန်သည်အသက်နှစ်ပေါင်း910ရှိသောသေလေ၏မဟာလေလသည်အသက်65နှစ်ရှိသောသားယာရက်ကိုမြင်လေ၏ယာရက်ဖွားမြင်သောနောက်မဟာလေလသည်အနှစ်830အသက်ရှင်၍သားသမီးများကိုမြင်လေ၏မဟာလေလသည်အသက်နှစ်ပေါင်း895နှစ်ရှိသောသေလေ၏ယာရက်သည်အသက်162နှစ်ရှိသောသားအေနောက်ကိုမြင်လေ၏အေနောက်ဖွားမြင်သောနောက်ယာရက်သည်အနှစ်800အသက်ရှင်၍သားသမီးများကိုမြင်လေ၏ယာရက်သည်အသက်နှစ်ပေါင်း962နှစ်ရှိသောသေလေ၏အေနောက်သည်အသက်65နှစ်ရှိသောသားမတုရှလကိုမြင်လေ၏မတုရှလဖွားမြင်သောနောက်အေနောက်သည်အနှစ်300ပတ်လုံးဖျားသခင်နှင့်အတူသွားလာ၍သားသမီးများကိုမြင်လေ၏အေနောက်အသက်နှစ်ပေါင်း365နှစ်တည်းအေနောက်သည်ဖျားသခင်နှင့်အတူသွားလာ၏နောက်တဖန်သူသည်မရှိအကြောင်းမူကားဖျားသခင်သိမ်းယူတော်မူသောကြောင့်တည်းမတုရှလသည်အသက်189နှစ်ရှိသောသားလာမတ်ကိုမြင်လေ၏လာမတ်ဖွားမြင်သောနောက်မတုရှလသည်အနှစ်982နှစ်အသက်ရှင်၍သားသမီးများကိုမြင်လေ၏မတုရှလသည်အသက်နှစ်ပေါင်း969နှစ်ရှိသောသေလေ၏လာမတ်သည်အသက်182နှစ်ရှိသောသားကိုမြင်၍ဤသူသည်ကထာဝရဘုရားကျင့်တော်မူသောမြေ၌လှုပ်၍ပင်ပန်းစွာခံရသောငါတို့အားတတ်တာစေတော်သူဖြစ်လိမ့်မည်ဟု၍သူကိုနောအေဟုသောအမည်ဖြင့်မှဲ့လေ၏နောအေဖွားမြင်သောနောက်လာမတ်သည်အနှစ်995နှစ်အသက်ရှင်၍သားသမီးများကိုမြင်လေ၏လာမတ်သည်အသက်နှစ်ပေါင်း989နှစ်ရှိသောသေလေ၏နောအေသည်အသက်900ရှိ၏နောအေသားကရှေမဟာမယာဖတ်တည်းအလုံးပေါ်မှာဖျက်ရှင်ကောင်းကြီးပေးပါစေ